Gemini မှာကျွန်တော်တို့ကိုပိုင်အောင်တော့ gym တစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ gym တည်ဆောက်ခင် gym ဆိုတာဘာလဲဆိုတာကိုကျွန်တော်အရင်ဆုံးရှင်းပြမှာဖြစ်ပါတယ် gym ဆိုတာကကျွန်တော်တို့ရဲ့ AI assistant ပုံစံမျိုးကျွန်တော်တို့ရဲ့ AI assistant ပုံစံကျွန်တော်တို့ရဲ့အုံနောက်ကလုံးပေါ့နော်အုံနောကို copy ပွားထားတဲ့ပုံစံမျိုးသတ်မှတ်ထားလို့ရပါတယ်ဘာလို့ Gemini မှာ gym တည်ဆောက်တင်လဲဆိုရင်ကျွန်တော်တို့နေ့စဉ်ကျွန်တော်တို့ Gemini ကိုမိခုနေမေးမယ်အဖြေမေးမယ်အချိန်မှာကြာရင်ကျွန်တော်တို့ Gemini က free version ဖြစ်နေတဲ့အချိန်မှာကြာရင်သူကတနေ့တာ limit ဆိုလေးရှိတယ်သူ Gemini မှာကြာရင် free version မှာကြာရင် limit ပြည့်တဲ့အချိန်ကြာရင်ကျွန်တော်တို့မေးနေတဲ့အကြောင်းအရာကိုမရောက်သေးဘူးကျွန်တော်တို့လိုချင်တဲ့အကြောင်းအရာကိုမရောက်ခင်မှာပဲဒီ Gemini ကfree version ဆိုရင် limit ပြည့်သွားပြီပေါ့ limit ပြည့်သွားပြီလို့ပြောရင်ကျွန်တော်တို့ကဘာရှစ်မေးလို့ရမှန်းကိုဒီမှာမဟုတ်တော့ဘူးကျွန်တော်တို့ chat အတိပြန်ခေါ်ပြီးတော့မေးမယ်ဆိုရင်လည်းကျွန်တော်တို့လိုချင်တဲ့အကြောင်းအရာကိုထပ်ပြီးတော့မှရောက်ဖို့ကိုအစားအနေပြန်ပြီးတော့မေးနေရမှာဖြစ်ပါတယ် okay အဲ့လိုပြန်အစားအနေပြန်ပြီးတော့မှမေးလို့မရအောင်ကျွန်တော်တို့မေးတဲ့အကြောင်းအရာကနေတန်းပြီးတော့မှဖြေနိုင်အောင်ကျွန်တော်တို့ gym ဆိုတာလေးကိုကျွန်တော်တို့ကိုယ်ပိုင် assistant ပုံစံနဲ့တည်ဆောက်ထားရမှာဖြစ်ပါတယ် okay gym တစ်ခုတည်ဆောက်မှဆိုရင်ကျွန်တော်တို့အရင်ဆုံး Gemini ဆိုတဲ့ software ပေါ့နော်ကျွန်တော်ဒီမှာပြထားတာကွန်ပျူတာမှာပြထားတာဖြစ်ပါတယ် Gemini ဆိုတဲ့ software ထဲကိုဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာကွန်ပျူတာပုံစံလေးမြင်နေရတာမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းပုံစံနဲ့ပြောင်းမယ်ဆိုရင်သူကတမျိုးပုံစံလေးokay ဖုန်းမှာဆိုရင်သူကတမျိုးပုံစံလေးနဲ့မြင်ရမှာဖြစ်ပါတယ်okay ကျင်ဘလို့ရှောက်မလဲဆိုရင်ကျွန်တော်တို့ဒီဖုန်းမှာဆိုရင်ဒီအပေါ်မှာအဆက်30လေးရှိတယ်ဒီအဆက်30လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့မှဒီမှာကျင်ဆိုတာလေးပါတယ်တကယ်လို့ဒီနေရာမှာကျင်မပါဘူးဒီနေရာမှာကျင်မပါဘူးဆိုရင်ကျွန်တော်တို့ Gemini ရဲ့version ကို Google Play download iOS ကရင် App Store မှာသွားပြီးတော့မှ update လုပ်ပြီးတော့ပြန်ပြီးတော့ဖွင့်ကြည့်ဒီမှာ gym ဆိုတာလေးတွေးရမှာဖြစ်ပါတယ်ဒီလို update လုပ်ထားတာမတွေ့ဘူးဆိုရင်ဒီ setting ထဲသွားလိုက် setting ထဲသွားပြီးတော့ဒီမှာ gym ဆိုတာလေးရှိတယ်အဲ gym ကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒီမှာလည်းကျွန်တော် gym တစ်ခုတည်ဆောက်မယ်ဘယ်လိုတည်ဆောက်မလဲဆိုရင်ဒီမှာ gym ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာဒီဟာကျွန်တော်နှစ်ခုတည်ဆောက်ထားတာပေါ့နော်အခုကျွန်တော်တို့ gym အတိတ်တည်ဆောက်မှဆိုရင်ဒီမှာ new gym ပေါ့ new gym လေးကိုနှိပ်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ပေးချင်တဲ့နာမည်ပေါ့ကျွန်တော်တို့gym ကိုနာမည်ပေးရမှာပေါ့နော်အဲဆိုကျွန်တော်တို့ကြိုက်တဲ့နာမည်ပေးလို့ရတယ်အဲ့တော့ကျွန်တော်pick လို့ပေးလိုက်မယ်ပြီးတော့မှကျွန်တော်တို့ဒီမှာ description တွေထည့်လို့ရမယ်ဒီမှာကျရင်ကျွန်တော်ဘာမှမထည့်တော့ဘူးဒီမှာဘာမှလည်းမထည့်တော့ဒီမှာကျရင်လည်းဒီနေ့ပဲကျွန်တော်တို့ gym ကိုရိုးရိုး landing အတွက်သွားမှာလား canvas ဆိုကျွန်တော်တို့တော်တော်များများအသုံးပြုတဲ့ coding လေးဒါမှမဟုတ် coding ရေးတာလို့တော်တော်များများသုံးတဲ့ canvas တိုင်းပြီးတော့ကျွန်တော်တို့ဒီတိုင်းပဲသွားမှာလားပေါ့ကျွန်တော်ဒီမှာတော့ဘာမှမပြည့်တော့နောက်မှပြန်ချိန်လို့ရတယ် okay ပြီးတော့ဒီမှာ knowledge ဆိုတာကျွန်တော်တို့ gym မှာကျွန်တော်တို့ gym ကိုဘယ်လိုအသိဉာဏ်တွေပေးမလဲပေါ့နော်သူ့ကိုဘာတွေမှတ်သားထားခိုင်းမလဲသူ့ကိုဘာတွေစာတွေဖတ်ခိုင်းမလဲဆိုတော့ဒီမှာအပြည့်အစုံမိထားလို့ရတယ်ဒီမှာကျွန်တော်တို့ဒီမှာကျရင်ကျွန်တော်ကဒီ knowledge ကိုခဏလေးထားခဲ့မယ်နော်ဒီ knowledge ကိုထားပြီးတော့ဒီမှာကျွန်တော်တို့ save ဆိုရနေပြီလဲမယ် okay save နိုင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ gym အသေးတစ်ခုရလာပြီပေါ့ဒီမှာ step check ရလာပြီရှင်ဒါကျွန်တော်တို့ gym တစ်ခုရလာပါပြီရလာမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ gym ဒီရိုး gym တိုင်းကျွန်တော်တို့ကဘာမှမရှိဘူးသူကဘာမှမရှိတော့သူကဘာမှမသိဘူးသူဒီ gym ကဘာမှမသိဘူးကျွန်တော်တို့သူ့ကိုတီးအောင်ပါရင်သူကဘယ်အကြောင်းအရာကိုအမြင့်ဖြေလို့မလဲကျွန်တော်တို့ရဲ့ဘယ်ဟာကိုအကူအညီဖြစ်မလဲဆိုတော့သူ့ကိုကျွန်တော်တို့လည်းတက်ဆိုင်တဲ့ကျွန်တော်တို့မိခုနေကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာတွေတက်ဆိုင်တဲ့ဟာကိုကျွန်တော်တို့မတ်စုအနေနဲ့သူ့ကိုအရင်ဆုံးဖတ်ခိုင်းမယ်ကျွန်တော်ထားပါကျွန်တော်တခုမေးတယ်မယ်သူက content marketing အကြောင်းထားပါတော့ PC တစ်ခုရဲ့ content marketing PC တစ်ခုရဲ့ product ရဲ့ကောင်းကြောင်းကို content ရေးပြီးပါလို့ပြောလိုက်တဲ့အချိန်ကျရင်အခုဒီမှာမေးလိုက်တဲ့အချိန်ကျရင်သူကဖြေတော့ဖြေပြီးလိမ့်မယ်ဒါပေမဲ့တိတ်ပြီးတော့တီးကြသေးမှာမဟုတ်ဘာလို့လဲဆိုရင်သူ့ကိုကျွန်တော်တို့ gym အုံနောက်မထည့်ရသေးဘူးသူ့ဘလို့အုံနောက်ထည့်မလဲဆိုရင်ကျွန်တော်တို့ content marketing နဲ့တက်ဆိုင်တဲ့စာအုပ်လေး PDF file တွေကိုဒီနေရာမှာသူ့ကိုဒီနေရာမှာကျွန်တော်တို့ဒီနေရာမှာ file အလုံးနဲ့
ဒီမှာ file ရှိပြီးတော့မှကျွန်တော် content marketing နဲ့တက်ဆိုင်တဲ့ file အကြောင်းအရာတွေကိုဒီနေရာမှာကျွန်တော်တို့ထည့်ပြီးတော့မှသူ့အရင်ဆုံးဖတ်ခိုင်းမှာဖြစ်ပါတယ်okay အရင်ဆုံးကျွန်တော်စာ PDF file တစ်ခုကိုကျွန်တော်သူ့ကိုဖတ်ခိုင်းမှာပေါ့နော်ဖတ်ခိုင်းကျွန်တော်ထားပါကျွန်တော် Cloud AI ကိုတွားပြီးတော့မှပဲကျွန်တော်တို့တောင်းလိုက်မယ် idea တွေတောင်းလိုက်မယ် Cloud AI အကြောင်းကျွန်တော်တို့VPN လေးခံပေးရမှာဖြစ်ပါတယ်ကျွန်တော် VPN တစ်ချက်ခံလိုက်မယ်ဒီမှာVPN ခံလိုက်ပြီးရှင်ဒီမှာ Cloud AI ကိုတွားလိုက်မယ် Cloud AI အကြောင်းတော့မြန်မာ region ရင် support မပေးတော့သူ US VPN ကိုကြော်ပေးရတာဖြစ်ပါတယ်okay ဒီမှာကျွန်တော်တို့ Cloud AI ရသွားပြီလို့ဆိုပါတယ်ဒီ Cloud AI မှာကျရင်ကျွန်တော်ပိုင်လောက်လို့ရတဲ့ရှင်ကျွန်တော်တို့စာတွေ SC တွေရေးခင်းလို့ရမယ်ตัว Cloud AI ကျရင်ကျွန်တော်နောက်ဗီဒီယိုမှာပဲတက်ပြန်ရှင်းပြမယ် Cloud AI ကျရင်တကယ်သုံးလို့အရင်လည်းကောင်းတယ်တကယ်လူအစိပ်ပုံစံမျိုးပဲသူကမေးလို့ဖြေလို့လည်းကောင်းတယ်လောလောဆယ်ကျွန်တော်ဒီမှာ Cloud AI အကြောင်းမရှင်းပြခင်ခဏကျွန်တော်ထားပါ PDF file တစ်ခုထောက်ခိုင်းမယ်လို့ပြောခဲ့နော်ထားပါစီဝင်content marketing အကြောင်းokay ကျွန်တော်ဒီလိုမေးလိုက်မယ်မေးပြီးတော့မှကျွန်တော်သူ့ကိုစာအုပ်လေး PDF file လေးသူ့ကိုတွတ်ထောက်ခိုင်းနိုင်မှာပြီးပါတော့ဒီမှာ content marketing အခြေခံရတဲ့ action strategy ချမှတ်ခြင်း chapter 3 4 5 6 7 8 okay သူကဒီမှာ AI နည်းပညာနဲ့ပတ်သက်တဲ့အားတွေအကုန်သူထည့်ထားပေးတယ်ဒီမှာဒီ PDF file ကျွန်တော်တောင်းဆွဲလိုက်မယ် okay တောင်းဆွဲလိုက်ပြီးတောင်းဆွဲလို့ရပြီဆိုရင်ကျွန်တော်တို့ဒီခဏဂျမန်ရဲ့ခြင်းကိုပြန်တောင်းမယ်ပြီးတော့ဒီမှာ file ရေးမယ် file ရေးပြီးတော့မှခဏတောင်းဆွဲတဲ့ file ကိုဒီမှာထည့်ပြီးတော့မှထည့်ပေးလိုက်မယ်ခဏလေးနော်ဟိုဘက် VPN ကြော်တယ်ဒီဘက် VPN မကြော်ထားတော့ဆာဗာပြောင်းလဲအကြောင်းလို့ဖြစ်နေတာ VPN ဖြုတ်ပြီးတော့မှဒီမှာဂျမန်ကိုပြန်ပြီးတော့တောင်းရမယ်ဂျမန်ရပြီရှင်ကျွန်တော်ခဏပြန်တောင်းလဲရှင်တော့ကျင်သွားမယ်ကျင်ကိုတောင်းပြီးတော့မှကျွန်တော်တို့ဒီမှာဒီရဲ့ကျင်ထဲကိုကျင်ကိုကျွန်တော်တို့စိတ်ကျ active ပြန်လုပ်လို့လည်းရတယ်ဒီမှာဒီကအဆက်30နေပြီးတော့မှကျွန်တော်တို့ active ပြန်လုပ်လို့ရတာပေါ့နော်ဒီလောက်ဆိုကျွန်တော် active လုပ်တော့ကျွန်တော် file သွားမယ်ခဏ PDF file ကိုတောင်းဆွဲလိုက်မယ်ကျွန်တော်ဒီဟာကဘာနဲ့တက်ဆိုင်တဲ့ဟာလဲဆိုရင်ကျွန်တော်တို့ content marketing နဲ့အကြောင်းအရာနဲ့တက်ဆိုင်တဲ့ PDF file ကိုသူ့ကိုတောင်းဆွဲခင်တာဆိုတော့ဒီကျင်မှာသူကဘယ်လိုလုပ်လဲချင်းကျွန်တော်တို့ထားပါတော့content တွေဖန်တီးချင်တာလို့ content တွေဖန်တီးချင်တဲ့အချိန်မှာလို့ဒီကျင်ကိုတွားပြီးတော့မှကျွန်တော်တို့မေးလို့ရတယ်ဒီမှာဆိုရင်သူဒီစာအုပ်ထဲကအကြောင်းအရာကိုသူကဖတ်ပြီးတော့မှဖတ်ပြီးတော့မှသူကအနည်းချုပ်ပြီးတော့မှပြန်ရှင်းပြပြီးပြန်ပြီးတော့မှကျွန်တော်တို့ရှင်းပြနေတယ်โอเคခဏကျွန်တော်တို့တင်လိုက်တဲ့ PDF file ကသူ့ရဲ့အုံနောက်ထပ်ကိုရောက်သွားပြီဒီကျင်အုံနောက်ထပ်ကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ content marketing နဲ့အကြောင်းအရာပတ်သက်တဲ့ဟာမေးလို့ရပြီโอเคတော့ပါတော့ဒီရှာကြောင်း content ရေးပြီးပါတော့အဲ့တော့ T0 custom weight ထိစလို့ရေးတယ်ကျွန်တော် custom weight ထိစအကြောင်း content ရေးပြီးပါပေါ့
ကျွန်တော်တို့ခဏ PDF file မှာကျွန်တော်တို့ကပါကို content marketing အကြောင်းအရာနဲ့တက်ဆိုင်တာကိုပဲ PDF file ပေးထားတယ်သူအမျိုးစာလေးများများမေးစာအုပ်တွေများများသူ့ကိုဖတ်ခိုင်းနိုင်မယ်ပြီးတော့မှအပြင်ကနေဘူးတူတာတွေလည်းသူအမြဲတမ်း24နာရီရှင်ကျွန်တော်အားနဲ့ချိန်ပဲ content ပတ်တဲ့ content အကြောင်းအရာနဲ့ပတ်သက်ဟာတွေသူ့ကိုမေးတယ်မရှင်သူကအကုန်လုံးသူအမှတ်သားထားပြီးမှာပေါ့နော်ကျွန်တော်တို့မမိတဲ့ဟာဆိုရင်ဒီကျင်ပါလာမေးလို့ရတယ်ဒီမှာရှင်ကျွန်တော်တီချာရေးခေါင်းရေးကြမှာတဲ့ဒီမှာအန်တီနေပါလေတီချာများအဓိကထားရမယ် content ပုံစံမျိုးအော်ပါတင်ဖြစ်ပါတယ်နေစဉ်ဦးစားရှင်နေနဲ့ပေါ်ပတီချာ state ပတ်တာချင်းပွဲလမ်းကပင်တို့မဟုတ်ရုပ်တဲ့ရပူရှင်ရမီကိုဖော်ပြပဲတော်လေးကောင်းတဲ့ဒီကျင်ကဒါကျွန်တော်အစာစမ်းပြထားတာမလို့ဒီသူကထုတ်ရတာအများကြီးလဲကောင်းတဲ့တဲ့အများကြီးမစင်စားပေးနိုင်သေးဘူးဘာလို့လဲဆိုကျွန်တော်တို့စာအုပ်ကတော့ပဲဖတ်ခိုင်းထားရသေးတယ်သူပြီးတော့ကျွန်တော်တို့အခုမှစားသုံးတာဆိုတော့သူက BB brain ပေါ့နော်သူကကလေးအုံနာပဲရှိသေးတယ်ကျွန်တော်တို့မေးတာများတိုင်းသူကbig brain ပေါ့အောင်တော့အကြီးဖြစ်သွားတဲ့ချိန်ကျရင်ကောင်းတဲ့တွေကပို့ပြီးတော့မှထီရောက်လာမှာဖြစ်ပါတယ်โอเคဒါတော့ဆိုရင်ဂျင်ကိုဖန်တီးတတ်ပြီးဒီတို့မျှော်လင့်ပါတယ်